ဒါကျတော့ black currant အသီးတွေပါသူကကျတော့မသိလေပလဲလုံးနဲ့အတူတူပါပဲအရန်စားလို့ကောင်းတယ်ဒီတစ်ခေါက်ကတော့အသီးတစ်မျိုးပြောင်းသွားပါပြီ strawberry တွေ cherry တွေမဟုတ်တော့ပါဘူး black currant အသီးတွေဖြစ်ပါတယ်ဒီအသီးကကျတော့လေမျိုးတို့မြန်မာနိုင်ငံမှာဆိုရင်တဘာဝအရှောင်းမပေါက်တဲ့ကြောင့်မလို့မြန်မာလို့ခေါ်တော့မရှိပါဘူးအင်္ဂလိပ်လိုပဲသူကအတန်ထွက်တယ်ပေါ့နော်သူ့ကို supermarket တွေမှာလဲတော့ရှာလို့တော့တွေ့မှာတော့မဟုတ်ပါဘူးဒီအသီးကကျတော့သူကကျမ်းမာရေးအတွက်လည်းအရန်ကောင်းတယ်ပေါ့နော်အရသာလေးကကျတော့သူကမာတဲ့အသီးဆိုရင်ချိန်ပြီးတော့ပျော့လေးဆိုရင်တော့သူကချိုးတဲ့အရသာလေးနဲ့ကိုတော်တော်ထူးခြားတဲ့အရသာလေးနဲ့အရန်ကိုစားကောင်းပါတယ်နောက်ပြီးတော့အိမ်မှာကလေ raspberry တွေလည်းတီးနေရပေါ့နော် raspberry ကလေဈေးကလည်းအရန်ကြီးတယ်စားလို့လည်းအရန်ကောင်းတယ်ပေါ့နော် strawberry ခူးကြရအောင် strawberry ကတော့လေမရှိတဲ့လောက်ပါပဲဆိုတော့ဒါတော့မနှဲရှာနေရတယ်ပေါ့နော်ရတာလေးကတော့ဒီလောက်ပါပဲရှင်အရင်တော့က strawberry က favorite လို့တော့ပြောလို့ရတယ်ပေါ့နော်နောက်ပိုင်းစားပါများတော့လေ strawberry ထက်တခြားအသီးတွေကိုပို့ပြီးတော့ကြိုက်လာတယ်ပေါ့နော်ဒါလေးကကျတော့ black currant အသီးဖြစ်ပါတယ်ဒီအသီးကကျတော့လေသူကအသီးကတော့သူကချင်တယ်ပေါ့နော်ပထမခူးလိုက်တဲ့အသီးက black currant ပေါ့နော်ဒါလေးကကျတော့ white currant အသီးဖြစ်ပါတယ်သူကလည်းအတူတူပဲပေါ့နော်အယောင်လေးလောက်ပဲကွာသွားတာဖြစ်ပါတယ်ဒါလည်းမေမိမပြီးမှရှိမှလို့မထင်ပါဘူးအိမ်မှာကအသီးရွက်ပဲမဟုတ်ပဲနဲ့ဟင်းသီးဟင်းရွက်လည်းရှိတယ်ပေါ့နော်ဒါဆိုရင်စားလိုက်ရွက်ကိုရေဆေးပြီးတော့စားလိုက်ရုပ်ပါပဲအိမ်မှာကျတော့တတိတင်တန်တွေစိုက်တဲ့ခါကျရင်ပိုးသက်ဆေးတွေဘာမှမသုံးထားပါဘူးတဘာဝအတိုင်းစိုက်တဲ့တက်ကြမလို့ရေဆေးပြီးတော့စားလိုက်ရုပ်ပဲပေါ့နော်တခါကျရေမဆေးတဲ့ခါကျရင်တော့စားရင်လည်းဘာမှမဖြစ်ပါဘူးဒါလေးကကျတော့ gooseberry ဖြစ်ပါတယ်ဒီအသီးတွေမှတ်မိကြလားတော့မသိဘူးပေါ့နော်မသိတာတော်လေးကိုကြားပါပြီ gooseberry ကတော့ဒီနေ့ခူးလို့မဖြစ်ခဲ့ပါဘူးဘာဖြစ်လို့သူတို့ကစောသေးတယ်ပေါ့နော်ချင်းနေတော့ပါပဲဒါလည်းစားမနိုင်တော့ဘူးဒါလည်းစားမနိုင်တော့ဘူးဒါလည်းစားမနိုင်တော့ပါဘူးခူးတော့ကလည်းအများကြီးစားပြီးသွားပါပြီဆိုတော့ဒီနေ့ကတော့ပါပဲအားလုံးပကပက